ကဲချစ်ရတဲ့ညီကိုတွေအားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ဒီနေ့နောက်ထပ်တစ်မျိုးပါဝါလေးကကျွန်တော်ဒီနော်အဖုံးအသေးနဲ့အန်ဒိုးနဲ့လာတဲ့ကောင်လေးနော်ဒီလိုမျိုးတစ်စိတ်နဲ့နော်ဒီကောင်လေးကိုကျွန်တော်ခွာပုံခွာနည်းလေးတစ်ချက်ပြောပြမယ်နော်အရင်တော့ကျွန်တော်လည်းမသိခင်ပါနော်ဒီကောင်လေးတွေဆိုလို့ရှိရင်ဒီခွာလို့မရဘူးဒီကောင်လေးကအသေးတွေတစ်ခါသုံးနေဆိုပြီးတော့ကျွန်တော်ဟိုလိုမပြင်မဲနဲ့နော်ပြန်ပေးလိုက်တာမျိုးရှိတယ်ဗျအမှန်တကယ်ကဒီကောင်လေးမှာကျွန်တော်တတိထားမှဆိုရင်ဒီနောက်မှာနော်ဒီနောက်ကဒီနောက်ဖုံးလေးရဲ့တချို့ကျတော့လေဒီမှာဒီကောင်လေးကိုခွာလိုက်လို့ရှိရင်သူကအဲ့မှာစကူလေးနှလုံးရှိရသေးလားအဲ့စကူလေးနှလုံးကိုခွာလိုက်လို့ရှိရင်စကူလေးနှလုံးကိုဖြုတ်ပြီးလို့ရှိရင်ကျွန်တော်ဒီထိုးခွာလိုက်လို့ရှိရင်ဒီကောင်ကရရနော်ဒီကောင်ကတော့ဒီနောက်ကျောကနေပြီးတော့ပြန်ခွာမှာပေါ့နော်ဒီကောင်လေးကျွန်တော်တစ်ချက်ထိုးခွာလိုက်မယ်နော်ထိုးခွာလိုက်ပြီဆိုရင်ဒါဖွင့်သွားပြီပေါ့နော်ဒီမှာဒီကောင်လေးကအန်ဒိုးလေးနဲ့လာအဲ့ဆိုဒီကောင်တွန်းထုတ်လိုက်မယ်ဒီမှာတွန်းထုတ်လိုက်ပြီဆိုရင်ဒီမှာရပါရဲ့နော်အဲ့လိုလေးခွာရတယ်နော်အားလုံးပဲကျေးဇူးတင်ပါတယ်